Hello မဲမင်္ဂလာပါအေရှင်မ channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့တသားလေးထမင်းဘူးကိုကြက်သားအာလူနဲ့ရယ်ပန်းမုန်လာကျဲဥကြော်ရယ်ပြင်ပေးဖြစ်ပါတယ်မုံကတော့ strawberry sandwich နဲ့ ready made cookie လေးထည့်ပေးလိုက်တယ်ချောင်းပရက်ထဲကပြင်ဆင်ပြီးခဲထားတဲ့ကြက်သားဘူးကိုခရူးစီပဲငံပြားရေးကြာညို့ထည့်ပြီးနိုင်ဝက်45မိနစ်လောက်နှက်ထားလိုက်ပါမယ်ကြက်သားနှက်ထားတဲ့ချိန်မှာပဲအာလူးကိုအခွန်ခွာမယ်အတုံးသေးလေးတွေလိထားပြီးရေစိမ်ထားပါမယ်အာလူးကိုမချက်ခင်မှာရေစိမ်ထားရင်အာလူးထဲမှာရှိတဲ့ဂစီတက်တွေကအပြင်ကိုထွက်သွားပါတယ်အာလူးကိုအိမ်သားကပြုတ်ချက်တာအောင်မကြိုက်ပဲကြော်ပြီးချက်တဲ့ထွတ်ထွတ်ရတာကိုကြိုက်တာမလို့စားလေးဖြူပြီးတော့ air fryer နဲ့ရင်ကင်ပါမယ်မီးပြင်းပြင်းနဲ့မိနစ်40လောက်ကြော်လိုက်ရပါတယ်ချက်သွန်ကြီးကိုလည်းနီးရဲအောင်ကြော်ဖို့ပြင်ပါမယ်ချက်သွန်နီတွေကျွတ်လာတဲ့အခါဆယ်ထားပြီးတော့စွန်းနာကနှက်ထားတဲ့ကြက်သားကိုချက်သွန်နီကြော်ထားတဲ့စီနဲ့ပဲအပေါ်ရန်တင်းပြီးမှုေးလာအောင်ကြော်လိုက်ပါမယ်ပြီးတဲ့အခါမှာကြော်ပြီးဆယ်ထားတဲ့ချက်သွန်နဲ့နှစ်ချက်ပါတယ်အနှစ်ကျလာတဲ့အခါမှာကြက်သားကိုထည့်ပြီးလုံးတယ်ပြီးရင်အာလူးထည့်မယ်ရေထည့်ပြီးတော့ဖုံးအုပ်ထားလိုက်ပါမယ်ဒါဆိုရင်အာလူးတွေလည်းမကြေတော့ဘူးပေါ့နော်ရေခမ်းပြီးကြက်ခါနီးမှာမဆလာဖြူလိုက်ရင်မှုေးကြိုင်ပြီးစားလို့မြင်နေကြက်သားအာလူးနဲ့လေးရပါပြီကြက်သားအာလူးအနှစ်ပေးနေတဲ့စီအိုးမှာပဲပန်းမုံလာကြက်ဥကြော်လိုက်ပါတယ်ခရူးစီလေးရဲ့ရတာလေးထည့်လိုက်ရင်ရပါပြီမုံဘူးအတွက်ကတော့တတကြိုက်တဲ့ပါမုံကိုစတော်ဘယ်ရီယိုတုပ်လေးလုပ်ပေးလိုက်ပါမယ်နောက်တစ်ဘူးကိုတော့ပန်းတက်တော်လေးလိပေးလိုက်ပါမယ်တတကအကြောင်းသွားကန်နေကြမှာပန်းတက်တော်ကြီးမစားခြင်းကိုမထည့်ပေးနဲ့ဆိုလို့အိမ်မှာရှိတဲ့တရေစာမုံလေးပဲထည့်ပေးဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါဘိုင်ဘိုင်